ကျမတို့ဒီစာအုပ်ကိုလေခုမှဖွင့်မိရတော့မှနောက်နောက်ရကျင်နေစောစောလေးကတီးလိုက်လို့တော့ဘလောက်တောင်သုံးဝင်နိုင်မလဲနော်ဒီစာအုပ်လေးကမစာအုပ်လဲဆိုတော့ပြမယ်နော်ဖောက်တော့မှကြည့်ဒါလေးကလေလိုချင်နေရတော့တောင်းကိုကြာပြီဒါပေမဲ့ဒီပထမအချိန်ထုတ်တော့ကကြတော့မဝယ်လိုက်ရဘူးမဝယ်လိုက်ရပဲနဲ့နောက်တဲ့အချိန်လေးထုတ်တော့ကြတော့ကိုကြိုက်တဲ့ကာဗာအယောင်မဟုတ်ဘူးအဲ့နဲ့မဝယ်ပဲနဲ့အောက်နေတာပထမအချိန်ကလိုရောင်များပြန်ထုတ်မလားဆိုပြီးစောင့်နေရပါတော့ဒါတတိယအချိန်လားမသိဘူးဒီဟာကလေတတိယအချိန်လားစတုတ္ထအချိန်လားမသိဘူးပြန်ထုတ်တာအဲ့တော့မှပဲကိုလိုချင်တဲ့အယောင်ပါတော့တယ်အဲ့ဒါအနှီးဝယ်လိုက်တာအနှီးဝယ်ပြီးတော့မအားရနဲ့မဖောက်ဖြစ်ဘူးဒါပေမဲ့ဝယ်ရတော့ကိုယ့်လက်ထဲတော့ရောက်ထားတာပေါ့နော်တိချာထုတ်ပေးထားကြည့်ပါဦးဖြည့်ပြမှာမမျောစရာနော်လဲရမယ်နောက်မှထွက်သွားရလေသူကအဝါရောင်မှအနှုတ်ကြီးစင်းရောင်လေးပဲသွားရတာလေဒါပေမဲ့ဒီမှာပုံမဲ့လေးစာအုပ်ဆိုင်ရာလက်စာအုပ်ထည့်ပေးထားပါတယ်ဒါလေးကဘယ်လောက်လဲဆိုတော့4000မှာစာအုပ်က4000မှာဒီမှာဆီယာနန်းအောင်နိုင်ရဲ့ပီယာမော်စာအုပ်လေးဖြစ်ပါတယ် collab လုပ်တာလဲစိမ့်ပြီဆီယာကလေအခြားဝတ္ထုတွေလည်းရေးတယ်သူကြုံတွေ့ခဲ့ရတာလေးတွေနဲ့ပတ်သက်ပြီးတော့ဗောနော်ရေးတယ်အဲ့ဟာလေးတွေလည်းဖတ်ဖို့တော့စိတ်ကူးတော့ရှိတယ်ဒါပေမဲ့အဲ့လိုကိုယ့်အကြိုက်ကြီးရန်ဟုတ်မလို့တော့မဝယ်ဖြစ်ဘူးဒီမှာစတစ်ကာလေးရောလေစာအုပ်ပုံစံလေးမြင်နေရဟိုကလိုချင်တာဒီမှာစာအုပ်ဒီမှာခုနောက်ပိုင်းဒီလိုလေးတွေလောက်ကြအဲ့ဟာလေးတော်တော်ကြိုက်တယ်အဲ့လိုမျိုးလေးကမိုက်တယ်အဲ့လေးဘုံဘက်မလို့ဒီလားကိုကတခုခုဒီမှာစာညက်ချင်တယ်ဆိုဒီလိုလေးညက်လိုက်ရောမယ်မိုက်တယ်ဘာတွေပါလဲဆိုတော့အင်းစီကန်းများပါမယ်ပြီးရင်အင်းသိတိတင်ကားတာလည်းပါတယ်ပြီးရင်ဒီမှာဂျိုရှိခွင်ပီရမိတ်အင်းအဓိကကပီရပေါ့နော်ဘာလို့လဲဆိုပီရမော်စာအုပ်ဆိုပီရအပိုင်းပေါ့ကျမတို့ရေဒီယာစီရင်နေပြန်လုပ်ပေးရတူဆိုတော့လေဒီတဲ့ဟာလေးတွေကိုလည်းလက်တွေ့အသုံးချမယ်ကိုတတ်ထားတဲ့အင်းနဲ့ပြန်ပေါင်းပြီးတော့မှလုပ်မှာပေါ့နော်လိုတာလဲထည့်ပိုတာလဲရှော့ပေါ့အဲ့လိုမျိုးပေါ့နော်ကိုစီမှာပိုနေရရှိရင်လဲရှော့ပေါ့အဓိကဒီမှာပီရဂါရာတွေပါတယ်ပြီးရင်စီရင်တဲ့နီးတွေပါတယ်ဆရာဟင်းလက်ကလည်းအမှားစာရေးပေးထားသေးရပဲဆရာကြီးဟင်းလက်ဆိုတာလည်းထားရော့မှာနာမည်ကြီးပဲနော်ဆရာကလည်းတင်တန်းနေဖွင့်တယ်နော်အခုဆိုဒီထားရော့ကတ်နဲ့ပတ်သက်တဲ့ရေးရာတင်တန်းမှာဖွင့်ထားသေးတယ်ဒါကျမရဲ့တင်ဆရာတော့မဟုတ်ဘူးဒါပေမဲ့မြင်ဆရာပါနော်မြင်ဆရာထဲမှာပါပါတယ်တင်တဲ့အမျှပေါ့နော်လူအများနဲ့ပြောဆိုဆက်ဆံနေရတာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့မျက်နှာလေးဒါပွင့်နေမယ်လူချစ်လူခင်သာပေါ်နေမယ်ဆိုရင်ကိုလုံးသမျှအရာကအများသောအားဖြင့်ပေါ့နော်10ခုမှာ10ခုလောက်ကဒါအောင်မြင်ဖို့ဘက်ကများသွားပြီလူချစ်နဲ့ချစ်ပေါ့နော်ပြရဆွဲနေရမှာလူပဲချစ်လို့တော့မရဘူးပေါ့နော်နှက်လဲချစ်ရမှာပေါ့ချစ်တဲ့ဆွဲနေရမှာလဲ1500မှာမဟုတ်ဘူး928နဲ့ချစ်တဲ့မြတ်တာမျိုးလဲပါဝင်တာပေါ့နော်အဲ့တော့ဒါကလေဒီလော်ဂီလန်ကိုလိုက်တဲ့သူတွေသူများတွေကိုလှုပ်ပေးရတူမှမဟုတ်ပဲနဲ့ဒီစာအုပ်ကိုမိမိကိုယ်တိုင်ကလည်းဝါသနာပါတာဖြစ်ဖြစ်မိမိကိုယ်တိုင်ကလည်းပြရကိုပြရတိုးချင်တာမျိုးပဲဖြစ်ဖြစ်เนาะအဲ့လိုဆိုလို့ရှိရင်တော့မှပဲစောင့်နှားဖို့တင့်တော်တယ်ဈေးလည်းမများဘူးလေ4000ပဲရှိရလေเนาะဟုတ်လေအင်းအခြေခံရှိရတူဆိုရင်တော့ပိုကောင်းလောက်မယ်ဒီအင်းနဲ့ပတ်သက်ပြီးတော့ဘာလို့လဲဆိုတော့ဆရာကြီးကရေးပေးထားတာမှန်ပေမဲ့ကိုကလည်းအင်းဘလူးဆွဲရမယ်အင်းဆန်နေအကြောင်းသိမယ်အင်းသွားတွေအကြောင်းသိမယ်အင်းဆွဲတဲ့အခါမှာရှိမယ်လုံးရမယ်ဆောင်ရနေစသဖြင့်အဲ့လိုမျိုးတွေကိုသိမယ်ဆိုရင်တော့ပိုကောင်းတာပေါ့နော်ဒီမှာသူရတတိအပင့်ပွဲစီရင်ဒီအကျယ်ကအစတခြားလေးရေးပေးထားတယ်မော်သွင်းပုံသူရတတိစမမော်အများရွယ်သူရတတိစိတ်ဖော်နည်းတွေရောဟုတ်တယ်ဒီစာအုပ်ရေးပေးရဲ့ဆရာကြီးကိုလည်းတကယ်ကျေးဇူးတင်ပါတယ်ပေးရတဲ့ဈေးနှုန်းထက်နော်ဆရာကြီးကဒါသူလေးလာထားသမျှတွေသူ့ရဲ့ပညာရက်တွေကိုအများကြီးထုတ်ပြထားပေးတာ